ကျေးဇူးပြုတော်မူသောဘုရားနာမတော်ကပါအဆက်ဆက်ဘုန်းကြီး၍မင်္ဂလာရှိပါစေဒီနေ့ဝင်ငါမဲ့နှုတ်ဝတ်တော်အတွက်ခေါင်းစဉ်ကခြားနာခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဝင်ငါပေးမှာဖြစ်ပါတယ်ခြားနာခြင်းဖြစ်ပါတယ်ဆိုတော့ဘာခြားနာတာလဲဆိုတော့အတိဖြစ်ပွားခြင်းနဲ့ဖြစ်ပြီးခြင်းတို့ရဲ့ခြားနာခြင်းအကြောင်းကိုဝင်ငါပေးမှာဖြစ်ပါတယ်ဆိုတော့အခြေပြုကျမ်းချက်ကိုကျွန်တော်ဥစွာကြားနိုင်ရအောင်ရှင်ပေတရုဩဝါဒပထမစာဆောင်ခန်းကြီး1အငယ်3တစ်ပေ13ဖြစ်ပါတယ်အသက်ရှင်ခြင်းနဲ့ဆက်ဆိုင်သောမျှော်လင့်ခြင်းအကြောင်းရှိစေခြင်းကဖောက်ပြန်ခြင်းညှစ်စွန်းခြင်းညှိုးနွမ်းခြင်းနှင့်ကိစ္စင်သောအမွေတော်ငါတို့သည်ခံရစေမည်အကြောင်းယေရှုခရစ်ကိုတည်ခြင်းမှထမြောက်စေတော်မူသောအဖြစ်ကြီးစွာသောဂိဏတော်နှင့်အညီငါတို့ကိုတဖန်ဖြစ်ပွားစေတော်မူသောငါတို့သခင်ယေရှုခရစ်ခမည်းတော်ဖျားသခင်သည်မင်္ဂလာရှိစေတော်မူသည်တော့ဒီကျမ်းချက်မှာအဓိကကျတဲ့စကားလုံးအဖြစ်ဘာတွေ့ရလဲဆိုတော့တဖန်ဖြစ်ပွားစေတော်မူသောဆိုတဲ့စကားနော်တဖန်ဖြစ်ပွားဆိုတဲ့စကားကိုစကားလုံးကိုကျွန်တော်တို့တွေ့နိုင်ပါတယ်ဒါကဘာလို့ဆိုလို့လဲဆိုလို့ရှိရင်အတိတ်မွေးဖွားခြင်းသို့မဟုတ်ဒုတိယမွေးဖွားခြင်းကိုဆိုတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီစကားလုံးအပြင်ကျမ်းချက်အစမှာလဲဘာစလုံးပါလဲဆိုတော့အသက်ရှင်ခြင်း living ဆိုတဲ့စကားလုံးပါနေတယ်ဆိုတာကျွန်တော်တွေ့ရပါတယ်ဒါကြောင့်ဒီကျမ်းချက်ဟာအသက်မွေးဖွားခြင်းနဲ့အသက်ရှင်ခြင်းအကြောင်းကိုအဓိကဖော်ပြတဲ့ကျမ်းချက်ဖြစ်တယ်လို့ကျွန်တော်နားလည်ရပါတယ်ဆိုတော့နောက်ထပ်ကျမ်းချက်တစ်ချက်ကိုကြည့်ရအောင်ကောလောသဲ 1:24 ဖြစ်ပါတယ်ကောလောသဲခန်းကြီး1အငယ်24ခရစ်တော်ဤဆင်းရဲဒုက္ခအကျဉ်းအကြံကိုအသင်းတော်ကြီးဟုသောကိုတော်အဖို့အလို့ငါကိုခန္ဓာနဲ့ပြည့်စုံစေ၏လို့ဖော်ပြထားတာတွေ့ရပါတယ်ဆိုတော့ဒီကျမ်းချက်ကတော့ဖြစ်ပေးခြင်းနဲ့ပတ်သက်လို့ဖော်ပြထားတဲ့ကျမ်းချက်ဖြစ်ပါတယ်ဒါပေမဲ့ကျမ်းချက်မှာဖြစ်ပေးခြင်းဆိုစာလုံးတိုက်ရတော့ပါလားကျွန်တော်မတွေ့ရပါဘူးဘာပါလဲဆိုတော့ပြည့်စုံစေ၏ဆိုတဲ့စကားလုံးကိုဆရာကြီးတို့ကသုံးနှုန်းထားတာတွေ့ရပါတယ်ဆိုတော့ဒီစကားလုံးကိုကျွန်တော်လိုက်ကြည့်တဲ့အခါမှာအင်္ဂလိပ်ကျမ်းမှာဘာတွေ့ရရလဲဆိုတော့ Phillips လို့ဖော်ပြထားတာတွေ့ရပါတယ်ဒီဘက်ကဖြစ်ပေးခြင်းအပြည့်ဖြစ်ပေးခြင်းကိုဆိုလိုတာဖြစ်ပါတယ်ဒါကြောင့်ဆရာကြီးတို့ရဲ့ပြည့်စုံစေ၏ဆိုတဲ့စကားကဖြစ်ပေးခြင်းကိုပဲဆိုလိုတာဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ရပါတယ်ဆိုတော့ယုံကြည်သူတွေဟာယေရှုခရစ်အဖြစ်အသက်ဖြစ်ပွားခြင်းနဲ့ယေရှုခရစ်အဖြစ်ပဲဖြစ်ပေးခြင်းအကြောင်းကိုเนาะအဲ့ဒီနှစ်ခုရဲ့ခြားနာခြင်းကိုရှင်းရှင်းလင်းလင်းသိထားဖို့တိတ်အရေးကြီးပါတယ်ဆိုတော့ဘယ်လိုခြားနာချက်လဲဆိုတော့အဲ့ဒီအချက်အကြောင်းအရာနှစ်မျိုးဟာခြားနာခြင်းအနည်းဆုံး3မျိုးလောက်ရှိပါတယ်ဖော်ပြပေးချက်ပါတယ်ဆိုတော့အသက်မွေးဖွားခြင်းနဲ့ဖြစ်ပေးခြင်းရဲ့ခြားနာချက်3မျိုးလောက်ကိုဥစွာဖော်ပြပေးခြင်းပါတယ်ခြားနာချက်ပထမခြားနာချက်ကအသက်မွေးဖွားခြင်းကအသက်ရဖို့ဖြစ်တယ်ဖြစ်ပေးခြင်းကတော့အသက်ရှင်ခြင်း living အတွက်ဖြစ်တယ်ဆိုတော့အဲ့ဒီခြားနာချက်ကိုကျွန်တော်တွေ့ရပါတယ်နောက်ခြားနာချက်ဒုတိယအချက်ကအသက်ဖြစ်ပွားခြင်းကအသက်မွေးဖွားခြင်းကဝိညာဉ်ပိုင်းဖြောက်မှတ်ခြင်းရရန်ဖြစ်ပြီးတော့ဖြစ်ပြီးခြင်းကြတော့အသက်တာတန်ရှင်းဖို့အတွက်ဖြစ်တယ်ဆိုတော့အဲ့လိုခြားနာတာကိုကျွန်တော်တွေ့နိုင်ပါတယ်နောက်ခြားနာခြင်းတတိယအချက်ကအသက်ဖြစ်ပွားခြင်းကဝိညာဉ်သူငယ်ရဲ့အစဖြစ်ပြီးတော့ဖြစ်ပြီးခြင်းကတော့ကြီးထွားရင့်ကျက်ဖို့ဖြစ်တယ်ဆိုတော့ခြားနာခြင်းကိုကျွန်တော်တွေ့နိုင်ပါတယ်ဆိုတော့ဒီအချက်တွေကိုကြည့်ခြင်းအပြင်အသက်ဖြစ်ပွားခြင်းနဲ့ဖြစ်ပြီးခြင်းဟာအဝေးကြီးခြားနာတယ်အဝေးကြီးกว่าခြားတယ်ဆိုတော့ကျွန်တော်တွေ့နိုင်ပါတယ်ဆိုတော့ဒီခြားခြင်း၃ချက်ကိုကျွန်တော်တို့ကျမ်းစာအပြင်လေ့လာသွားမှာဖြစ်ပါတယ်ပထမအချက်ဖြစ်တဲ့အသက်ဝိဖွားခြင်းကအသက်ရဖို့ဖြစ်ပြီးတော့ဖြစ်ပြီးခြင်းကအသက်ရှင်ခြင်းအတွက်ဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ဥစွာလေ့လာမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဟာနော်အသက်ဖြစ်ပွားပြီးတော့အသက်ရတာဟာယေရှုခရစ်ထမြောက်ခြင်းကြောင့်ဖြစ်တယ်လို့ကျမ်းစာကလည်းပြောထားပါတယ်ဆိုတော့ဖျားသခင်လှုပ်ဆောင်ပေးခြင်းကြောင့်နော်ခရစ်တော်အသေးခံတဲ့အချိန်မှာကျွန်တော်လည်းခရစ်တော်နဲ့အတူသေရတယ်ပြီးတော့ခရစ်တော်ထမြောက်ချိန်မှာသူနဲ့အတူထမြောက်ခြင်းအဖြစ်အဲ့ထမြောက်တဲ့အချိန်မှာကျွန်တော်အသက်ရပြီးတော့အသက်မွေးဖွားလာတာဖြစ်ပါတယ်ဆိုတော့ထ
ဒါကယုံကြည်သူတိုင်းအတွက်နော်အသက်တည်ရတယ်ဆိုတာယုံကြည်သူတွေအတွက်ပထမအဆင့်ဖြစ်ပါဆိုတော့ဒီအသက်တည်ဖြစ်ပွားခြင်းဟာအသက်တာပိုင်းအသက်ရှင်ခြင်းမဟုတ်သေးတဲ့အတွက်ကြောင့်မလို့ဖြစ်ပြီးခြင်းမလို့အပ်သေးပါဘူးဆိုတော့ပထမအဆင့်ဖြစ်တဲ့အသက်မွေးဖွားခြင်းနောက်ပိုင်းတစ်ဆက်ချင်းပါလာတဲ့အသက်တာအသက်ရှင်ခြင်း living ဆိုတဲ့ဒုတိယအဆင့်ရောက်မှသာဖြစ်ပြီးခြင်းကလိုအပ်တယ်ဆိုတော့ကျွန်တော်နားလည်ရပါတယ်။တော့ခရိယန်တရားရဲ့ဖြစ်စဉ်မှာပထမအဆင့်ကအသက်မွေးဖွားခြင်းဖြစ်ပြီးတော့ဇက်တိုက်လိုက်လာတဲ့ဒုတိယအဆင့်က effective အရာအသက်ရှင်ခြင်းမှာ effective အရာကောင်းသောအကျင့်တို့၌ကျင့်နေဖို့ဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ရပါတယ်။ဆိုတော့ဒါကြောင့်ကျွန်တော်တို့ရဲ့ဝိညာဉ်အသက်တာမှာပထမအဆင့်မှာရက်တန့်နေလို့မရပါဘူး။နော်အသက်ရှင်ခြင်းကိုဆက်သွားရမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ရှေ့လျှောက်ရှင်ရမယ်ရှင်ခြင်းမှာ living မှာဘာအတွက်ကြောင့်ကောင်းသောအကျင့်နဲ့ကျင့်ရမှာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဟာအသီးများသီးဖို့ဖြစ်ပါတယ်ဝိညာဉ်အသီးတွေသီးဖို့ဖြစ်ပါတယ်နောက်တစ်ခါဖျားဘုံထင်ရှားဖို့ဖြစ်ပါတယ်နောက်တစ်ခါဖျားသခင်နှစ်သက်သောအသက်တာရှိဖို့ဖြစ်ပါတယ်နောက်ကောင်းကြီးမင်္ဂလာခံစားရဖို့နောက်တစ်ခါကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာမှာခရစ်တော်အသက်ရှင်ကြောင်းထင်ရှားဖို့စတဲ့အချက်တွေဖြစ်ပါတယ်ဆိုတော့ဒီအကြောင်းအချက်တွေအများကြီးရှိပါတယ်ဆိုတော့အဲ့ဒီအချက်တွေကနော်ခရစ်တော်အသက်ရှင်ကြောင်းထင်ရှားဖို့ဆိုတဲ့အချက်ကိုဝင်ငါပြီးချင်ပါတယ်ကျွန်တော်အသက်ရှင်ခြင်းမှာကျွန်တော်သိတတ်တဲ့ခန္ဓာကိုယ်မှာခရစ်တော်အသက်ရှင်ကြောင်းထင်ရှားဖို့အလုံးအရေးကြီးတဲ့အတွက်အဲ့ဒီအကြောင်းကိုဝင်ငါပြီးချင်ပါတယ်ဆိုတော့နှစ်ကောဒီ7ကိုကျွန်တော်ကြည့်အောင်နှစ်ကောဒီ7ဖြစ်ပါတယ်အဖေတို့ဒီခုမူကားယေရှုသည်အသက်ရှင်တော်မူကြောင်းကိုငါတို့၏သိတတ်သောကိုယ်ခန္ဓာ၌ထင်ရှားစေခြင်းကလို့ဖော်ပြထားတာတွေ့ရပါတယ်ယေရှုအသက်ရှင်တော်မူကြောင်းကိုငါတို့သိတတ်သောကိုယ်ခန္ဓာ၌ထင်ရှားစေခြင်းကဆိုတော့ကောင်းပြီကျွန်တော်တို့အသက်တာမှာယေရှုကျွန်တော်တို့သိတတ်တဲ့ကိုယ်ခန္ဓာမှာခရစ်တော်အသက်ရှင်ကြောင်းထင်ရှားဖို့ကျွန်တော်တို့ဘာလုပ်တတ်တယ်လဲဘာလုပ်နိုင်တယ်လဲဆိုတော့အဖြေကတော့ no ဘာတစ်ခုမှမလုပ်နိုင်ပါဘူး။နောက်ဒီနေရာမှာကျွန်တော်တို့ဘာတစ်ခုမှမလုပ်နိုင်မတတ်နိုင်တဲ့အတွက်ဘာလိုအပ်လာလဲဆိုတော့ဖြည့်ပေးခြင်းလိုအပ်လာတယ်ဆိုတော့ကျွန်တော်မြင်တတ်ဖို့လိုပါတယ်။ဆိုတော့ကျွန်တော်တို့သိတတ်တဲ့ကိုယ်ခန္ဓာမှာခရစ်တော်အသက်ရှင်ကြောင်းထင်ရှားဖို့ဆိုတာခရစ်တော်ကိုယ်တိုင်ကျွန်တော်အထဲကနေရှင်ပြီးတနည်းပြောရင်အထဲကနေအသက်ရှင်တဲ့ဖြည့်ပေးမှသာရနိုင်တယ်ဆိုတော့ကျွန်တော်နားလည်ဖို့လိုပါတယ်။ဟောခလာတိအင်းစမှာပြောလဲဆိုတော့အားလုံးသိကြတဲ့အတိုင်းငါဒီခရစ်နဲ့အတူလောကထဲမှာအသေးခံပြီးသို့တော်လည်းအသက်ရှင်နေထို့သို့ဆိုတော့ငါဒီကိုယ်တိုင်မရှင်ခရစ်တော်နဲ့ခရစ်တော်စီငါနဲ့ရှင်တော်မူ၏ဆိုတာကလူတိုင်းတို့ရတဲ့ဉာဏ်ချက်ဖြစ်ပါတယ်ဆိုအဲ့ဒီမှာတခုသတိပြုဖို့ကခရစ်တော်စီငါနဲ့ရှင်တော်မူ၏ဆိုတာခရစ်တော်ကကျွန်တော်အထက်မှာနော်ရှင်ယုံနော်လာရောက်နေထိုင်ယုံလာရောက်အသက်ရှင်ယုံအဲ့ဒါလိုမဟုတ်ပါဘူးအဲ့ဒါမကပါဘူးနော်ကျွန်တော်အထက်မှာလာအသက်ရှင်ပြီးတော့သူကိုယ်တိုင်ရှင်ပေးနေတယ်ဆိုတာကျွန်တော်အတွက်သူကိုယ်တိုင်အသက်ရှင်လှုပ်ဆောင်ပေးနေတယ်ဒီပြောအသက်ရှင်ဖြည့်ဆည်းပေးနေတယ်ဆိုတာအဲ့ဒါကိုကျွန်တော်တို့သိဖို့လိုပါတယ်ဒါကြောင့်ကျွန်တော်တို့အထက်မှာရှိတဲ့ခရစ်တော်ဟာသူကိုယ်တိုင်ရှင်ပြီးတော့အထက်ကနေကျွန်တော်တို့ဖြည့်ပေးနေတယ်ဆိုတာအဲ့ဒါကိုကျွန်တော်တို့မြင်ဖို့လိုပါတယ်ဒါကြောင့်အသက်မွေးဖွားခြင်းကအသက်ရဖို့ဖြစ်ပြီးဖြည့်ပေးခြင်းကတော့ကျွန်တော်တို့အသက်တာမှာအသက်ရှင်ခြင်းအတွက်ဖြစ်တယ်ဆိုတာအဲ့ဒီခြားနာချက်ကိုကျွန်တော်ရှင်းရှင်းလင်းလင်းမြင်တတ်ဖို့ဖြစ်ပါတယ်အသက်မွေးဖွားလာတော့လေအသက်ရှင်ခြင်းမှာခရစ်တော်ဖြစ်ပေးခြင်းကိုကျွန်တော်နားမလည်ဘူးမသိဘူးဆိုလို့ရှိရင်တော့ကျွန်တော်အသက်တာဟာအမြဲကျရှုံးနေမှာဖြစ်ပါတယ်ဆိုတော့ကိုယ့်ရဲ့အသက်တာမှာခရစ်တော်အသက်ရှင်ကြောင်းကိုဘယ်တော့မှကျွန်တော်အဖြစ်ထင်ရှားနိုင်မှာမဟုတ်ဘူးဆိုတာသိကြပါတယ်နော်တက်တာမှာအကောင်းဆုံးကိုဘယ်လောက်ပဲကြိုးစားနေတော့လေအမြဲတမ်းကျွန်တော်ကြာရှုံးနေမှာဖြစ်ပါတယ်ဆိုတော့ဒုတိယခြားနာချက်ဖြစ်တဲ့အသက်မွေးဖွားခြင်းကဝိညာဉ်ဖြောင့်မတ်ခြင်းရဖို့ဖြစ်ပြီးတော့ဖြည့်ပေးခြင်းကအသက်တာပိုက်ရှင်းခြင်းအတွက်ဖြစ်တယ်ဆိုအဲ့ခြားနာချက်ကိုကျွန်တော်တို့ကျမ်းစာအဖြစ်ဆက်ပြီးတော့လေ့လာမှာဖြစ်ပါတယ်ဆိုတော့အသက်မွေးဖွားခြင်းနဲ့ဖြောင့်မတ်ခြင်းကကျွန်တော်တို့ဘယ်လိုသက်ဆိုင်လဲဆိုတော့ဥစွာကျွန်တော်တို့လေ့လာရအောင်ဆိုတော့အသက်မွေးဖွားခြင်းက
တို့ထမြောက်ခြင်းအဖြစ်ဖြစ်တယ်လို့ကျမ်းစာမှာပြောခဲ့ပြီးဖြစ်ပါတယ်နော်အဲ့ထမြောက်ခြင်းမတိုင်ခင်မှာလက်ဝါးကားရရဲ့လှုပ်ဆောင်ချက်ရှိပါတယ်ဆိုတော့လက်ဝါးကားရမှာအသွေးသွင်းခြင်းအဖြစ်နော်ဘာထူးခြားလဲဆိုတော့ထိုသားတော်အသွေးအဖြစ်အပြည့်လွတ်တော်မူခြင်းဒီဟုသောကျွေးနှုတ်တော်မူခြင်းကျေးဇူးကိုငါတို့ခံရကြ၏လို့အေဖက်တိခွန်မှာဖော်ပြထားတာရှိပါတယ်အသွေးတော်အဖြစ်ကျွန်တော်တို့ဟာလက်ဝါးကတ်တိုင်မှာအပြည့်လွတ်ခြင်းခံရတာဖြစ်ပါတယ်အဲ့ဒီအပြည့်လွတ်ခြင်းကအပြည့်ရှိသမျှလွတ်ခြင်းခံရတာဖြစ်တယ်ကျွန်တော်တို့အပြည့်ရှိသမျှလွတ်ခြင်းခံရတော့ဘာဖြစ်သွားလဲအားလုံးသိကြတဲ့အတိုင်းဘုရားသခင်ရှိမှဖြောင့်မတ်သူလို့ကြေညာခြင်းခံရတယ်သတ်မှတ်ခြင်းခံရတယ်ဖြောင့်မတ်သူဖြစ်သွားတယ်ဆိုတာကျွန်တော်တို့ဒါကတမန်တရားကပြောတဲ့အရာဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ကဖြောင့်မတ်သူတန်ရှင်းသူဖြစ်သတ်မှတ်ခံရတဲ့အတွက်ရှေ့လျှောက်အသက်တာမှာကျွန်တော်ဘယ်လိုအသက်ရှင်ရမလဲဖြတ်မှတ်သူဖြစ်ရင်ဖြတ်မှတ်စွာအသက်ရှင်ရမယ်တန်ရှင်းသူဖြစ်လာဆိုရင်အသက်တာတန်ရှင်းခြင်းနဲ့အသက်ရှင်ရမယ်ဆိုတာဒါကပမာတရားဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်အသက်တာတန်ရှင်းစွာအသက်ရှင်နိုင်ဖို့ကကျမ်းစာကဘာပြောလဲဆိုတော့တစ်သက်လေးခွန်နော်တစ်သက်လေးခွန်ကျွန်တော်ကြည့်အောင်ဘုရားသခင်သည်ညဉ့်ညူးစေခြင်းကငါတို့ကိုခေါ်တော်မူသည်မဟုတ်တန်ရှင်းစေခြင်းကခေါ်တော်မူ၏လို့ပြောထားပါတယ်ဘုရားသခင်ကကျမတို့ကိုညဉ့်ညူးတဲ့အပြစ်သေးကခေါ်ထုတ်တာတန်ရှင်းရအရက်ကိုခေါ်ထုတ်ခဲ့တာကရည်ရွယ်ချက်ရှိပါတယ်အဲ့ဒါကညဉ့်ညူးစေခြင်းကခေါ်တော်မူသည်မဟုတ်တာပြောထားပါတယ်ဒါကြောင့်ဒီနေရာမှာကျွန်တော်တို့ဟာမဟုတ်ဆိုတဲ့စကားကိုအထူးသတိပြုဖို့လိုပါတယ်ဖယားကျွန်တော်တို့ကိုတန်ရှင်းရလို့ခေါ်သွင်းခြင်းဟာညဉ့်ညူးဆိုတာအသက်ရှင်ဖို့မဟုတ်ဘူးဆိုတာဒါကျွန်တော်ရှင်းရှင်းလေးသိထားဖို့လိုပါတယ်ဆိုတော့နောက်ထပ်ကျင့်ချက်ဖြစ်ကိုကြည့်ရအောင်တစ်ပေ1516ဖြစ်ပါတယ်တစ်ပေ1516သင်တို့ကိုခေါ်တော်မူသောသူသည်တန်ရှင်းတော်မူသူနည်းတူကျင့်ကြံပြုမှုတရားတို့၌တန်ရှင်းခြင်းရှိကြလောလို့ပြောထားတာဖြစ်ပါတယ်အကြောင်းမူကားငါသည်တန်ရှင်းတော်မူသောကြောင့်သင်တို့သည်လည်းတန်ရှင်းခြင်းရှိကြလောဟုကျမ်းစာလာတည်းတဲ့ဆိုတော့ဒီကျမ်းပြန်တစ်ချက်စလုံးမှာတန်ရှင်းခြင်းရှိကြလောဆိုတာနှစ်ချက်စလုံးပါနေတာကျွန်တော်တွေ့ရပါဆိုတော့ဘယ်လောက်တန်ရှင်းရမှာလဲကျမ်းစာပြောတာရှင်းတယ်နော်ကျင့်ကြံပြုမှုသမျှတို့၌တန်ရှင်းရမှာဖြစ်ပါတယ် Holy in all you do လို့ကျမ်းစာကဖော်ပြထားပါတယ် Holy in all you do ဆိုတော့ကျွန်တော်တို့လောက်ဆောင်သမျှကျင့်ကြံပြုမှုသမျှမှာတန်ရှင်းခြင်းရှိဖို့ဖြစ်ပါတယ်ဆိုတော့ဒါကြောင့်ဒီကိစ္စဟာလူအနေနဲ့ဘယ်လိုမှတတ်နေတဲ့ကိစ္စမဟုတ်ပါဘူးဆိုတော့ဒီနေရာမှာလည်းကျွန်တော်မြင်ဖို့ကဖြည့်ပေးခြင်းလိုအပ်ပြီဆိုတာကိုကျွန်တော်တို့မြင်ဖို့လိုပါတယ်ဒါကြောင့်မလို့ခရစ်တော်ကကျွန်တော်တို့ကိုဖြည့်ပေးရမှာဖြစ်ပါတယ်ခရစ်တော်ကကျွန်တော်တို့ဘယ်လိုဖြည့်ပေးမလဲကျမ်းချက်တစ်ချက်ကိုကြည့်အောင်1ကော1:30မှာကျွန်တော်ကြားနာရအောင်ထိုသခင်မူကားဘုရားသခင်စီရင်တော်မူသည့်အတိုင်းငါတို့၌ပညာမှစ၍ဖြောင့်မတ်ခြင်းတန်ရှင်းခြင်းရွေးနှုတ်ခြင်းဖြစ်တော်မူ၏လို့ဖော်ပြထားပါတယ်ဆိုတော့ဒီကျမ်းချက်အစမှာထိုသခင်မူကားဆိုစကားလုံးပါပါတယ်နောက်ငါတို့၌ဆိုစကားလုံးလည်းပါပါတယ်တန်ရှင်းခြင်းဆိုစကားလုံးလည်းပါပါတယ်ဒီစကားသုံးလုံးကိုဆွဲထုတ်ပြီးတော့တစ်ခုနဲ့တစ်ခုဆက်ကြည့်လို့ရှိရင်ဘာဖြစ်လာလဲဆိုတော့ထိုသခင်မူကားငါတို့၌တန်ရှင်းခြင်းဖြစ်တယ်ဆိုတော့ရှင်းရှင်းလေးပေါ်ထွက်လာတာတွေ့ရပါတယ်ထိုသခင်မူကားငါတို့၌တန်ရှင်းခြင်းဖြစ်တော်မူတယ်ရှင်းရှင်းလေးပေါ်လာပါတယ်ဒါဟာကျွန်တော်အထဲမှာအသက်ရှင်တဲ့ခရစ်တော်ဟာကျွန်မတယောက်စီတိုင်းအတွေ့တန်ရှင်းခြင်းငါတို့အတွက်တန်ရှင်းခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိမြင်ခံယူတတ်ဖို့အလွန်အရေးကြီးပါတယ်ဆိုတော့ဒီလိုမြင်လာပြီဆိုလို့ရှိရင်ကျတော့ကျင့်ကြံပြုမှုသမျှတို့မှာတန်ရှင်းခြင်းရှိကြလောဆိုတာကျွန်တော်တို့မတတ်နိုင်မဲ့အထဲကကျွန်တော်တို့ရဲ့တန်ရှင်းခြင်းခရစ်တော်ကဖြစ်ပေးခြင်းအဖြစ်เนาะကျွန်တော်တို့ဟာထိုခရစ်တော်အဖြစ်နဲ့ထိုခရစ်တော်ကြောင့်ကျင့်ကြံပြုမှုသမျှတို့မှာတန်ရှင်းဆိုတာအသက်ရှင်နိုင်တယ်ဆိုတော့ကျွန်တော်တွေ့ရမယ်ကိုအဖြစ်တော့လုံးဝမရဘူးเนาะပြုလို့ဒီမှာတန်ရှင်းရှိကြလို့ဆိုကြမ်းချက်ကိုပြည့်စုံဖို့ကကျွန်တော်တို့အထဲမှာဖြစ်ပြီးတဲ့ကျွန်တော်တို့ရဲ့တန်ရှင်းခြင်းဖြစ်တဲ့ခရစ်တော်အဖြစ်မှာဖြစ်တယ်ခရစ်တော်ရဲ့ဖြည့်ပေးခြင်းအဖြစ်သာတတိပြခရစ်တော်ကိုယ်တိုင်ရှင်ပေးခြင်းအဖြစ်ဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ရပါတယ်ဆိုတော့ဒါဟာကျွန်တော်အသက်တာတန်ရှင်းဖို့အတွက်အထဲကနေခရစ်တော်ကကျွန်တော်ဖြည့်ပေးနေတာဖြစ်ပါတယ်ရှင်ပေးနေတာဖြစ်ပါတယ်ဒါကြောင့်
တို့အထူးမှတ်သားဖို့ကအသက်မွေးဖွားခြင်းကအသက်ရဖို့ဖြစ်ပြီးတော့ဖြည့်ပေးခြင်းကတန့်ရှင်းတဲ့အသက်တာနဲ့အသက်ရှင်ဖို့ဖြစ်တယ်။တစ်ခုနဲ့တစ်ခုမတူခြားနာဘူး။တစ်ခုနဲ့တစ်ခုကွာခြားတယ်ဆိုတာကိုကျွန်တော်တို့ကရှင်းလင်းစွာပိုင်းခြားနားလည်ဖို့သိအရေးကြီးပါတယ်။ဆိုတော့ဒါကိုကျွန်တော်တို့မသိကြလို့သူချင်းဖြည့်ပေးခြင်းကိုကျွန်တော်တို့မသိကြလို့နော်အသက်မွေးဖွားပြီးနောက်ပိုင်းမှာအသက်တာတန့်ရှင်းခြင်းအတွက်ဖြည့်ပေးခြင်းလိုအပ်တယ်ဆိုတော့မသိတဲ့အတွက်နော်ကိုနီးကိုဟန်နဲ့အသက်ရှင်တဲ့ကြောင့်မလို့ချိန်တိုင်းမှာနော်ချိန်များစွာမှာအကျိတ်များစွာကျွန်တော်ကြရှုံးကြရတာဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ရပါတယ်။နောက်ဒါကြောင့်ထိုသုံးဖြစ်ဖို့ဖြစ်ပေးခြင်းအကြောင်းကိုကျွန်တော်ကြည်ကြည်ညက်ညက်နော်ကြည်ညက်စွာသိထားဖို့သိအရေးကြီးပါတယ်။နောက်ချမ်းသာခြင်းတတ္တရအချက်ကိုကျွန်တော်စဝင်ကပေးမှာဖြစ်ပါတယ်။ဆိုတော့ဘာပြောလဲဆိုတော့အကြောင်းမှဖြစ်မှာပြောခဲ့တယ်လို့ကျွန်တော်တို့အသိမွေးဖွားခြင်းဟာသူငယ်ဘဝအစပြုတာဖြစ်ပါတယ်နော်နောက်ဖြစ်ပြီးချင်းကြတော့ရင့်ချက်ဖို့ဖြစ်တယ်ဖြစ်မှာပြောခဲ့ပါဒီအကြောင်းကိုကျွန်တော်လေ့လာဖို့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဟာအသိမွေးဖွားခြင်းဟာသူငယ်ဘဝအစဖြစ်တော်လေထိုနေရာမှာကျွန်တော်တို့ရက်နေဖို့မဟုတ်ပါဘူးမကြီးထွားပဲနဲ့မရင့်ချက်ပဲနဲ့တစားရင့်ချက်ခြင်းမရှိလာမှထိုနေရာမှာကျွန်တော်ရက်နေဖို့မဟုတ်ပါဘူးအစဉ်အတိုင်းကြီးထွားမှာဖြစ်တယ်ရင့်ချက်သွားမှာဖြစ်တယ်နော်ကြီးရင်တော့သူအဖြစ်သူရောက်ရှိရမှာဖြစ်ပါတယ်အဲ့ဒါကျမ်းချက်ကဘယ်လိုပြောထားလဲဆိုတော့အေဖက်43မှာငါတို့ရှိသမျှသည်ယုံကြည်ခြင်းတို့၎င်းဘုရားခင်သားတို့ကိုသိကျွမ်းခြင်းတို့၎င်းတညီတညွတ်ထိရောက်၍ခရစ်တော်၏ပြည့်စုံခြင်းပမာဏအရက်ဒီဟုသောကြီးရင်သောလူဤအဖြစ်သို့ရောက်ကြသည့်တိုင်အောင်ဖြစ်သည်တဲ့ကြီးရင်သောလူတဲ့ကျမ်းစာပေါ်ရထားတယ်အဲ့အထိရောက်အောင်ဘုရားသခင်ကျွန်တော်ရည်ရွယ်ထားတာဖြစ်ပါတယ်ဆိုလိုချင်တာက mature manhood အဲ့ထိနော်ဘုရားသခင်ကျွန်တော်တို့ကိုရည်ရွယ်ထားတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီကြီးရင်သောသူအဖြစ်နော်ခရစ်တော်ဤပြည့်စုံခြင်းပမာဏတိုင်အောင်ဘုရားသခင်ကျွန်တော်တို့ကိုရည်ရွယ်ထားတာဖြစ်ပါတယ်ဆိုတော့တွေ့ကြုံလေးတစ်ခုပြောမှဆိုလို့ရှိရင်ကျွန်တော်ကကျမ်းမာရေးဌာနနဲ့နီးနီးကပ်ကပ်တစ်သက်လုံးအသက်ရှင်ရတဲ့လူဆိုတော့နော်ကလေးတချို့ကိုကျွန်တော်တွေ့ဘူးပါတော်တော်များများပါပဲဘယ်လိုလဲဆိုတော့ကလေးတွေကဝါတာမဟုတ်ဘူးခြေလက်တွေဖောရောင်ပြီးတော့ဘိုက်ကလေးပူပြီးတော့ဘိုက်ပူနံကကလေးတွေကိုကျွန်တော်တော်တော်များတွေ့ရပါတယ်သူတို့ဟာနော်ဝါတာမဟုတ်ပါဘူးနော်ဘိုက်ပူနံကဖြစ်တာပါကြီးထွားတာမဟုတ်ပါဘူးဘိုက်ပူနံကကလေးတွေဖြစ်ပါတယ်ဘက်ခရီးယားဘူးနယိုရီယာကျဲကျဲနော်ဘိုက်ပူနံကပေါ့နော်ဆိုတော့ဒါဟာဘာကြောင့်လဲဆိုတော့ malnutrition လို့ခေါ်တယ်ဟာရချွတ်တဲ့ယောဂပြင်းထန်စွာခံစားရလို့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဝိညာဉ်ရေးရမှာကိုဘိုက်ပူနံကကလေးတွေဘယ်လောက်များနေလဲမသိဘူးเนาะအများကြီးရှိမှာပါတွေးကြည့်တာပါဆိုတော့အဲ့လိုเนาะဘိုက်ပူနံကဖြစ်နေဖို့ဘုရားသခင်ကကျွန်တော်တို့အဲ့လိုရှိတာမဟုတ်ပါဘူးဆိုတော့ကြီးရင်ဖို့ဘုရားသခင်ကကျွန်တော်တို့အဲ့လိုရှိပါတယ်ယဉ်ကျေးဖို့အဲ့လိုရှိတာဖြစ်ပါတယ်ဘယ်လောက်ကြီးယဉ်ကျေးဖို့လဲခရစ်တော်ဤပြည့်စုံခြင်းပမာဏသို့ရောက်တဲ့အထိဖြစ်ပါတယ်ဆိုတော့ဒါဆိုကျွန်တော်ကြည်ရမယ်အတိုင်းတာပဲအထိလေနည်းနည်းတော့မဟုတ်ဘူးနော်ခရစ်တော်ဤပြည့်စုံခြင်းပမာဏတဲ့တစုံတစ်ခုမှရောက်လို့မရဘူးဘုရားသခင်အဲ့တိတ်ကျွန်တော်ရည်ရွယ်ထားတာဖြစ်ပါဒါဟာဒီဘက်ကဘယ်လိုမှမတိုက်နိုင်တဲ့အရာဖြစ်ပါတယ်ဒါကြောင့်ဒီနေရာမှာကျွန်တော်တို့ကမြင်တတ်ဖို့လိုပါတယ်ဘာလို့မြင်ရမှာလဲလိုအပ်မှုတစ်ခုရှိလာပြီဆိုတာမြင်တတ်ဖို့လိုပါတယ်အဲ့ဒီအရာကဖြည့်ပေးခြင်းလိုအပ်ပြီဆိုတာမြင်ဖို့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကြည်ရင်ခြင်းဟာခရစ်တော်ဤပြည့်စုံခြင်းနဲ့ထပ်တူဖြစ်ဖို့ဆိုတာနော်ကျွန်တော်တို့အထဲကနေခရစ်တော်ပဲရှင်ပြီးတော့ဖြည့်ပေးနေတာဖြစ်ပါတယ်ဒါကိုကျွန်တော်သိဖို့လိုပါတယ်ကျွန်တော်ရင့်ချက်ခြင်းသလားကျွန်တော်ကြီးထွားခြင်းသလားကိုယ်တိုင်အားဖြင့်တော့မရပါဘူးအထဲကခရစ်တော်ရှင်ပေးခြင်းခရစ်တော်ဖြည့်ပေးခြင်းအဖြစ်သာလျှင်ကျွန်တော်တို့ဟာတနေ့တစ်နေ့ရဲ့ထက်တည်းကြီးထွားရင့်ချက်လာမှာဖြစ်တယ်ခရစ်တော်ဤဖြည့်ပေးခြင်းအဖြစ်သာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရှင်းရှင်းလင်းလင်းသိဖို့သိအရေးကြီးပါတယ်ကောင်းပြီဒါဆိုမင်းဆရာရှိပါခရစ်တော်ကကျွန်တော်တို့ဘယ်လောက်ထိဖြည့်ပေးတာလဲကျွန်တော်တို့အသက်မွေးဖွားခြင်းကစပြီးတော့ကျွန်တော်သိသွားတဲ့အထိသို့မဟုတ်ချီဆောင်ခြင်းလာတဲ့အထိဘုရားသခင်ရှေ့မှာအပြစ်တင်ခြင်းနဲ့ကင်းလွတ်တဲ့သူဖြစ်တဲ့အထိဘုရားသခင်ကကျွန်တော်တို့ကိုအထဲကနေပြီးတော့ရင့်ကျက်သွားအောင်
ဖြည့်ပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နားလည်ရပါတယ်ဖျားနာမတော့ဘုန်းကြီးပါစေကျွန်တော်ဒီကုန်းကျုပ်အနေနဲ့ပြောချင်တာကကျွန်တော်တို့ကျမတို့ဟာနော်အသက်မွေးဖွားပြီးနောက်ပိုင်းမှာအသက်တာအကျဉ်းချင်းကြာရှုံးရတာလေကြုံမှုကြမှာဖြစ်ပါလေဒါကဘာကြောင့်လဲဆိုအသက်မွေးဖွားခြင်းကိုသိတော်လေအသက်တာမှာနော်အသက်တာမှာကျွန်တော်တို့ဟာအသက်ရှင်ခြင်းမှာနော်ကျွန်တော်အသက်တာမှာခရစ်တော်အသက်ရှင်ကြောင်းထင်ရှားဖို့ဆိုတဲ့အရာတွေနောက်တစ်ခါရင့်ကျက်ဖို့ဆိုတဲ့အရာတွေဟာနော်ဖြစ်ပြီးခြင်းအဖြစ်သာရတယ်ဆိုတာကိုကျွန်တော်တို့သဘောပေါက်ခဲ့လို့ဖြစ်ပါတယ်ဒီပြောရင်မွေးဖြစ်ပွားအသက်မွေးဖွားခြင်းနဲ့ဖြစ်ပြီးခြင်းရဲ့ခြားနာချက်နဲ့ကျွန်တော်လိုအပ်ချက်ကိုကျွန်တော်မသိလို့ဖြစ်ပါတယ်အခုရှင်းလင်းစွာကျွန်တော်သိပြီဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်ရမှာလဲကျွန်တော်တို့အသက်တာမှာအသက်ဘုရားပြီးနောက်ပိုင်းမှာနော်ကျွန်တော်တို့အသက်ရှင်ခြင်းမှာကျွန်တော်တို့သေတတ်တဲ့ခန္ဓာကိုယ်ခန္ဓာမှာခရစ်တော်အသက်ရှင်ကြောင်းထင်ရှားဖို့ကျွန်တော်တို့အသက်တာဟာလေပြုတ်လေခြင်းမှာတန်ရှင်းစွာရှင်နိုင်ဖို့ကျမ်းစာရဲ့တောင်းဆိုချက်မှန်တရားကိုပြည့်စုံနိုင်ဖို့ဟာအထဲကခရစ်တော်ဖြစ်ပြီးခြင်းကိုကျွန်တော်တို့ညီညီလေးခံယူနေဖို့ဒါဖြစ်ပါတယ်နော်ဆိုတော့အဲ့လိုမခံယူဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့အသက်တာမှာဘာမှရမှာဖြစ်ပြီးခြင်းခံရမှာမဟုတ်ပါဘူးဖြစ်ပြီးတော်လေကျွန်တော်ရမှာမဟုတ်ပါဘူးဆိုတော့ဒါကြောင့်မလို့ချစ်တော်ညီမတို့ယနေ့ကျွန်တော်ကျမတို့အသက်တာဟာနော်ခဏခဏတိမ်နေတဲ့အဖြစ်ကိုဘုရားသခင်အလိုတော်မရှိပါဘူးเนาะကျွန်တော်တို့ရင်းချက်သွားဖို့ခရစ်တော်ပြည်သူ့ပေါင်းနာချီချက်တော့ရင်းချက်သွားဖို့ဘုရားသခင်အလိုရှိတဲ့အတွက်ဒီနေ့ဝိညာဉ်သမာတရားလေးဟာရောက်စီတိုင်းအတွက်အသက်တာမှာတည်ဆောက်တာဖြစ်မယ်လို့ယုံကြည်ပါတယ်ရောက်တိုင်းဘုရားကောင်းချီးပေးပါစေဘုရားနာမတော်ဘုန်းကြီးပါစေ